အဲ့ဒါကြောင့်ဥတ္တာပြည်ကအရှင်ဘုရင်ကပကံပြည်ကနေအနော်ရထာမင်းပေးပို့လိုက်တဲ့လူစွမ်းကောင်း၄ဦးတို့ရဲ့အစွမ်းကြောင့်ဥတ္တာပြည်ပြန်လဲအေးချမ်းသွားရတဲ့အတွက်အနော်ရထာမင်းကြီးကိုအလွန်ပဲကျေးဇူးတင်မိပြီးကျေးဇူးတုံ့ပြန်တဲ့အနေနဲ့သူ့ရဲ့သမီးတော်လေးခင်ဦးခေါ်မဏိစန္ဒာလေးကိုအနော်ရထာမင်းကြီးအတွက်လက်ဆောင်ပန်တာအဖြစ်ပကံပြည်ပြန်ကြမဲ့သူရဲကောင်းစစ်တီတွေနဲ့အတူထည့်ပေးလိုက်ပါတယ်သူရဲကောင်းတွေကဦးစီးဦးဆောင်ဖြစ်တဲ့တက်မင်းကြီးကျန်စစ်သားကမင်းသမီးလေးမဏိစန္ဒာကိုခရီးလန်းတစ်ချောင်းစောက်ရှောက်ပေးဖို့အတွက်သူရဲကောင်းတဦးကြတလှဲစီစောက်ရှောက်စေပါတယ်ဒီလိုနဲ့ခရီးလန်းတစ်ချောင်းတလှဲစီစောက်ရှောက်ခဲ့ရင်နဲ့ကျန်စစ်သားစောက်ကြရမယ့်အလှဲကိုရောက်လာတဲ့အခါမှာမင်းသမီးလေးဟာလိုက်ကလေးဖွင့်ပြီးတော့ကျန်စစ်သားကိုအမြဲတမ်းကြည့်ရှုနေပြီးစကားတွေလှမ်းပြောနေပါတယ်ကျန်စစ်သားဟာမင်းသမီးလေးမဏိစန္ဒာရဲ့သဘောကျတဲ့အကြည့်တွေကိုဟိုဥတ္တာပြည်တိုက်ပွဲမှာအနိုင်ရပြီးအောင်ပွဲခံကြကြတဲ့ကတတိထားမိနေခဲ့ပါတယ်။သူကိုယ်တိုင်လည်းမဏိစန္ဒာရဲ့အလှကိုအလွန်သဘောကျမိနေပြီးတော့အတိတ်တခိုးရင်ထဲမှာပဲချစ်မိနေပါတယ်။မဏိစန္ဒာကပကံပြည်ရှင်အနော်ရထာမင်းကြီးရဲ့မင်းပန်တာဖြစ်နေတာကြောင့်ဘရင်ရဲ့အားကိုးရဆုံးလက်ယုံတော်တစ္ဆာခံဖြစ်တဲ့ကျန်စစ်သားဟာသူ့ရဲ့ဆန္ဒသူ့ရဲ့စိတ်တွေကိုတတိနဲ့ထိန်းချုပ်ပြီးတော့ခရီးဆက်နေရပါတယ်ဒီလိုနဲ့ပဲခရီးဆက်နေရင်လန်ခုလန်းမှာခရီး